ဗိုလ်ချုပ်ခင်ညွန့်ဟာရခိုင်မဟာမုနိဆင်းထုတော်မြတ်ကိုမင်းမြောက်ပြီးအမျိုးသမီးတစ်ယောက်နဲ့လက်ထပ်ပေးခဲ့ကရန်ကုန်သို့ပင့်ဆောင်ရန်ကြိုးစားခဲ့ပူပါတယ်မဟာမုနိဆင်းထုတော်နဲ့လက်ထပ်ရန်ကြိုးစားခဲ့တဲ့အမျိုးသမီးအပါအဝင်ဆင်းထုတော်မြတ်ကိုပင့်ဆောင်ရန်ကြိုးစားခဲ့ကြသူတွေဟာသွေးအံချင်းသွေးဝမ်းသွားချင်းတွေနဲ့တေဆုံခဲ့ကြပါတယ်ဒီဖြစ်စဉ်ဟာလွန်ခဲ့တဲ့28နှစ်ဝန်းကျင်ကဗိုလ်ချုပ်ခင်ညွန့်အာဏာပြင်းထန်ခြင်းနာအဖအစိုးရလက်ထက်မှာဖြစ်ပွားခဲ့တာပါရခိုင်ဒေသမှာတဆူတဲတာကြံရှိနေတော့တဲ့မဟာမုနိဆင်းထုတော်မြတ်ကိုပင့်ဆောင်ရန်ကြိုးစားခဲ့ကြတဲ့ဖြစ်စဉ်ကနေရခိုင်ဒေသကမဟာမုနိဆင်းထုတော်မြတ်ရဲ့ထူးဆန်းအံ့ဩဖွယ်ထိတ်လန့်တွန်လှုပ်ဖွယ်နမိတ်ပြခြင်းအကြောင်းအရာတွေနဲ့ကြုံတွေ့ခဲ့ကြပါတယ်ဟုတ်ပါတယ်ဒီနေ့မှာတော့ရခိုင်ဒေသမှာတဆူတဲတာကြံရှိနေတော့တဲ့မဟာမုနိဗုဒ္ဓဆင်းထုတော်မြတ်ကိုဗိုလ်ချုပ်ခင်ညွန့်ကပင့်ဆောင်ဖို့ကြိုးစားခဲ့တဲ့အကြောင်းအရာတစ်ခုကိုဗဟုသုတဖြစ်ဖွယ်တင်ဆက်ပြီးသွားမှာပါကျွန်တော်ကတော့နေမျိုးပဲဖြစ်ပါတယ်1146ခု AD 1984ဒီဇင်ဘာ31ရက်နေ့မှာအမရပူရဘရင်ဘိုးတော်ဖျားပဒုံမင်းရဲ့စစ်ချီသိမ့်ပိုက်ခြင်းကိုခံခဲ့ရတာကြောင့်ရခိုင်ထီးနှန်းကြဆုံးပြီးရခိုင်တမျိုးသားလုံးသူ့ကျွန်ဘဝသို့ကြားရောက်ခဲ့ရတဲ့သမိုင်းကြောင်းကိုလူကြီးမင်းတို့အားလုံးအသိဖြစ်မှာပါအဲ့ဒီအချိန်ကရခိုင်နန်းတွင်အသုံးဆောင်တွေနဲ့အတူမဟာမြတ်မုနိရွှေဘုံသာမုနိမန်အောင်မြေမုနိအစရှိတဲ့မုနိသုံးစုဖျားတို့ကိုလည်းပင့်ဆောင်သွားခဲ့ကြပါတယ်ရခိုင်ဒေသကရှင်ကျော်မုနိဖျားအပါဝင်ဒီမုနိလေးစုဖျားတို့ဟာမြတ်ဗုဒ္ဓဖျားရှင်တတ်တော်ထင်ရှားရှိခဲ့စဉ်ကတညဝတီပြည့်ရှင်ဘယင်စန္ဒသူရိယမင်းမြတ်ရဲ့ပင့်လျှောက်ချက်အရမြတ်ဖျားရှင်တညဝတီရခိုင်ပြည်သို့ကြွရှိတော်မူလာခဲ့စဉ်ကတွန်းလို့ခဲ့တဲ့ဆင်းထုတော်တွေဖြစ်ကြပါတယ်ဒီမုနိလေးစုဖျားတို့ဟာရခိုင်ဒေသမှသာမကမြန်မာတနိုင်ငံလုံးရဲ့ရှေ့အကျဆုံးဖျားတွေဖြစ်ကြပါတယ်မန္တလေးမဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးရဲ့ဖျားသမိုင်းနဲ့ဇလွန်မြို့ကမန်အောင်မြင်မုနိပြည်တော်ပြန်ဖျားကြီးတို့ရဲ့သမိုင်းကြောင်းတွေကိုတင်ဆက်ပေးပြီးပြီဖြစ်တာကြောင့်ပေထဲမှာဝင်ရောက်ကြည့်ရှုလို့ရပါတယ်ဆိုတော့အခုရခိုင်မဟာမုနိဆင်းထုတော်မြတ်ကိုဗိုလ်ချုပ်ခင်ညွန့်ကပင့်ဆောင်ဖို့ကြိုးစားခဲ့တဲ့အကြောင်းကိုပြောပြပါမယ်ဘိုးတော်ဖျားပဒုံမင်းတို့စစ်ရှိသိမ့်ပိုက်ပြီးမုနိသုံးစုဖျားတို့ကိုသိမ်းယူသွားပြီးနောက်ရခိုင်ဒေသမှာတဆူတဲတာကြံရှိနေတော့တဲ့ရခိုင်မဟာမုနိဆင်းထုတော်မြတ်ကိုနာအဖစစ်အစိုးရလက်ထက်ဗိုလ်ချုပ်ခင်ညွန့်ကတဖန်ရန်ကုန်သို့ပင့်ဆောင်ဖို့ကြိုးစားခဲ့ပူပါတယ်အချိန်အားဖြင့်1998 69ခုနှစ်ဝန်းကျင်ကရခိုင်မဟာမြတ်မုနိဆင်းထုတော်မြတ်ကိုလိုချင်နေတဲ့ဗိုလ်ချုပ်ခင်ညွန့်ဟာမြန်မာရာဇဝင်ထက်ကဗျက်ဝီကိုမအိုဇာကနန်းနှင်ခဲ့သလိုရခိုင်ဒေသကမဟာမုနိဖျားရဲ့ဇောက်တန်းတွေမှာအမျိုးသမီးထမင်းတွေကိုချိတ်ဆွဲထားခဲ့ပါတယ်ဒါဟာဆင်းထုတော်မြတ်ရဲ့ဘုံတကူများရောပါသွားအောင်ပထမဆုံးပြုလုပ်ခဲ့တဲ့ရတရားပါနောက်ပြီးမဟာမုနိရင်ပြင်ဘောကကြေခါလောက်ကြီးကိုလည်းမြောက်ဦးမျိုးကလက်စေကန်ထဲကိုပြစ်ချပြီးအစီအရင်ရတရားတွေနဲ့ပြုလုပ်ထားတဲ့ပုံစံတူခေါလောက်ငယ်တစ်လုံးကိုဖျားရင်ပြင်ပေါ်မှာထားရှိခဲ့ကြပါတယ်နောက်ပြီးဆင်းထုတော်ရဲ့ဥတော်မှာရှိတဲ့ပြသက်ကိုလည်းဖြုတ်ယူပြီးသူတို့ပြုလုပ်ထားတဲ့အစီရင်ပြသက်တစ်ခုနဲ့အစာထိုးလှဲ့လှဲ့ခဲ့ပြီးထီဆောင်မင်းတို့ပုံစံနဲ့ဇလွယ်တိုက်ပြီးခဲကြပါတယ်မဟာမုနိဆင်းထုတော်မြတ်ရဲ့မူလပုံစံဟာဥတော်မှာပြသက်လည်းမပါသလိုဇလွယ်လည်းမပါရှိပါဘူးဥတော်ကပထမပြသက်ကိုမြောက်ဥခေဘရင်မင်းပါကြီးကလှူဒန်းခဲ့ကြောင်းသိရှိရပါတယ်အဲ့လိုပြသက်တဲ့ဇလွယ်တွေဆင်မြန်းပေးပြီးမင်းတစ်ပါးသဖွယ်အသွင်သွင်းထားတဲ့ဆင်းထုတော်မြတ်ကိုနှထောက်တွေဝက်ပြီးခဲကြပါတယ်နှထောက်ဝက်ဖို့နားဖောက်တဲ့အခါလဲနားတစ်ဖက်ကိုသာဖောက်လို့ရပြီးကြံတစ်ဖက်ကိုဖောက်တဲ့အခါစူကြိုသွားခဲ့တာကြောင့်စုကိုနိုင်ငံခြားကမှာယူပြီးထပ်ဖောက်ခဲပေမဲ့စုကထက်ကြိုသွားခဲ့တာကြောင့်ကြံနှထောက်တစ်ဖက်ကိုကော်နဲ့ကတ်ထားခဲကြပါတယ်အဲ့ဒီနောက်ထီဆောင်မင်းတစ်ပါးသဖွယ်အသွင်သွင်းထားတဲ့မဟာမုနိဆင်းထုတော်မြတ်ကိုရန်ကုန်ကခေါ်ဆောင်လာခဲ့သူမဆန္ဒဝင်းအမည်ရှိတဲ့အမျိုးသမီးကိုကြာစင်ဆိုတဲ့အမည်ပေးပြီးဆင်းထုတော်နဲ့လက်ထပ်ပေးခဲ့ကြပါတယ်ရှေ့ခေတ်ရခိုင်ဘရင်တွေနန်းတက်တဲ့အခါကြာစင်အမည်ရှိတဲ့မိဖုရားနဲ့အရင်လက်ထပ်ရတဲ့ထုံးစံတစ်ခုရှိပါတယ်လူသားမိဖုရားမရှိရင်တော့ကိုစားရုပ်ထုတွေကိုကြာစင်အမည်နဲ့လက်ထပ်ရတယ်လို့ဆိုကြပါတယ်ဗိုလ်ချုပ်ခင်ညွန့်ကလည်းအဲ့ဒီထုံးစံကိုယူပြီးမဟာမုနိရုပ်ပွားတော်မြတ်ကိုကြာစင်အမည်ပေးထားတဲ့အမျိုးသမီးနဲ့လက်ထပ်ပေးခဲ့ခြင်းဖြစ်ပါတယ်အဲ့လိုလက်ထပ်နေခြင်းအတွင်းမှာ
ကြာစံအမီကိုခံယူထားတဲ့မဆန္ဒဝင်းဟာခေါင်းမူးရင်တုံဆတဲ့ယောဂတွေကိုခံစားလာခဲ့ရပြီးရန်ကုန်ကိုချက်ချင်းပြန်ပြေးခဲ့ပေမဲ့လေရင်ပေါ်မှာပဲသွေးအံပြီးသွေးဝမ်းသွားကတေဆုံခဲ့ရပါတယ်။ဒါပေမဲ့လက်မလျှော့သေးတဲ့ဗိုလ်ချုပ်ခင်ညွန့်ဟာနောက်6လကြာတဲ့အခါဆင်းထုတော်ကိုနောက်တစ်ကြိမ်ပိတ်ဆောက်ဖို့ကြိုးစားခဲ့ပါတယ်။အဲ့ဒီအချိန်ကကြောက်တော်မျိုးအတွင်းကိုလှည့်လည်ကအတန်80နဲ့မဟာမုနီဆင်းထုတော်ကိုရန်ကုန်သို့ပိတ်ဆောက်သွားမည်ဖြစ်ကြောင်းခဏရဲ့အတွင်းလာရောက်ဖူးမြော်ကြဖို့ကိုကြေညာခဲ့ပါတယ်။အဲ့ဒီသတင်းကိုကြားသိကြတဲ့တပြည်လုံးကရခိုင်ပြည်သူတွေဟာကြိတ်ကြိတ်တို့ဖျားဖူးလာရောက်ခဲ့ကြပါတယ်။အဲ့ဒီနောက်ဖျားကိုပိတ်ဆောက်ကြတဲ့အခါဖျားပင့်သူ2ယောက်ဟာတွေးအံပြီးတေဆုံခဲ့ကြပါတယ်။နောက်ထပ်2ယောက်ကိုပိတ်ဆောက်စေတဲ့အခါလဲအဲ့ဒီ2ယောက်လည်းတွေးအံပြီးတေဆုံရပါတယ်။ဒီလိုနဲ့ဆင်းထုတော်ကိုဆက်မပင်ရဲတော့ပဲဗေဒင်ရရာတွေနဲ့တွက်ချက်ကြည့်တဲ့အခါဗုဒ္ဓသာသနာခေတ်ကုံဆုံးပြီးတရားသာသနာခေတ်ကိုရောက်နေပြီမို့တရားမင်းကပင့်ဆောင်မှရမယ်လို့ဗေဒင်ကဟောကြားခဲ့တာကြောင့်ကြောက်တော်မျိုးတစ်ဖက်ကန်းကတရားဆက်ယုံကမန်နေဂျာဟာတရားတွေကိုပိုက်ဆိုင်တာကြောင့်တရားမင်းဖြစ်တယ်လို့ဆိုကြပြီးအဲ့ဒီတရားဆက်ယုံကမန်နေဂျာကိုတရားမင်းဝက်စုံတွေဆင်မြန်းပေးပြီးမဟာမုနီဆင်းထုတော်မြတ်ကိုရန်ကုန်သို့ကြွရမယ်လို့အမိန့်ပေးတဲ့အခါအဲ့ဒီတရားမင်းလည်းအဲ့ဒီနေရာမှာပင်တွေးအံကအောက်ပိုင်းသေးပြီးလဲကျသွားခဲ့ပါတယ်လက်မလျှော့သေးတဲ့ဗိုလ်ချုပ်ခင်ညွန့်ဟာသူကိုယ်တိုင်လာရောက်ကပိတ်ဆောက်ဖို့ကြိုးစားခဲ့ပါသေးတယ်ဗိုလ်ချုပ်ခင်ညွန့်လာရောက်မဲ့နေ့မှာစစ်သည်အမြောက်များဟာဖျားရင်ပြင်းတဲ့ပရုံအတွင်းမှာလက်နဲ့အပြည့်စုံတဲ့နေရာယူထားခဲ့ကြပြီးဖျားကိုပေးဖို့ကြိုးစားကြတဲ့အခါဖျားဆင်းထုတော်နဲ့ပလင်ဟာတသားတည်းတစ်ဆက်တည်းဖြစ်နေခဲ့ပါတယ်ဆင်းထုတော်နဲ့မုတ်ပေါက်ကိုပေနဲ့တိုက်တဲ့အခါလဲဆင်းထုတော်ကကြီးနေတာကြောင့်မုတ်ပေါက်ကိုရှဲ့ပြီးနောက်တစ်ကြိမ်တိုက်တဲ့အခါလဲဆင်းထုတော်ကကြီးနေပြန်ပါတယ်ဒီလိုအကြိမ်ကြိမ်တိုက်တဲ့အခါတိုင်းမှာလဲဆင်းထုတော်ကအမြဲကြီးနေတာကြောင့်မုတ်ပေါက်အားလုံးကိုဖြိုဖျက်ပြီးဆင်းထုတော်ကိုကရိန်းကားနဲ့ဆွဲမဖို့ကြိုးစားခဲ့ကြပါတယ်အဲ့ဒီအချိန်မြင်းကလေးလှုပ်ခတ်ပြီးတိုက်ပွဲဖြစ်တဲ့တွေတနက်တန်တွေထွက်ပေါ်လာခဲ့ပါတယ်အပြင်ကစောင့်နေတဲ့စစ်သည်တွေကအတွင်းမှာတိုက်ပွဲဖြစ်တဲ့ကြားရပြီးအတွင်းကစစ်သည်တွေကအပြင်မှာတိုက်ပွဲဖြစ်တဲ့ကိုကြားရတာကြောင့်စစ်သည်တွေဟာအတွင်းနဲ့အပြင်ကိုပြေးဝင်ပြေးထွက်နဲ့ဖြစ်နေခဲ့ကြပါတယ်ဒီလိုနဲ့ဆင်းထုတော်ကိုဆွဲနေတဲ့ကရင်ကျိုးတွေကိုဖြုတ်လိုက်မှငလျင်နဲ့တိုက်ပွဲသံတွေဟာရက်တန့်သွားခဲ့ပါတယ်အဲ့ဒီနေ့မှာဗိုလ်ချုပ်ခင်ညွန့်ဟာလေရင်နဲ့ရောက်ရှိလာခဲ့ပြီးအကြောင်းစုံကိုသိရှိတဲ့အခါကြောက်ရွံ့ထိတ်လန့်ပြီးတော့ဆင်းထုတော်မြတ်ကိုဆက်မပင်ရဲတော့ပဲဗိုလ်ချုပ်ခင်ညွန့်ဟာဖျားပင့်ဖို့လာတာမဟုတ်ပဲဆင်းထုတော်မြတ်ကိုဖူးမြော်ရန်လာရောက်ချင်းသာဖြစ်တယ်လို့သတင်းလွှင့်ခဲ့ပြီးရန်ကုန်ကိုပြန်ပြေးသွားခဲ့ကြောင်းသိရှိရပါတယ်ဆင်းထုတော်မြတ်ကိုဗိုလ်ချုပ်ခင်ညွန့်တို့ပိတ်ဆောက်ဖို့ကြိုးစားခဲစဉ်ကပလင်နဲ့တစ်ဆက်တည်းဖြစ်နေခဲ့ပေမဲ့ဆင်းထုတော်နဲ့ပလင်ကတစ်ဆက်တည်းမဟုတ်ပါဘူးရွှေစလွယ်ရခိုင်တထဲကြီးဦးရဲကျော်သူကမဟာမုနိပရောအတွင်းမှာဆင်းထုတော်တစုကိုလှူဒန်းခဲစဉ်ကမဟာမုနိဆင်းထုတော်ကိုပျောက်ရွှေ့နေရာရှာထားလို့ရတယ်လို့ယခုဆင်းထုတော်နဲ့ပလင်တို့ကိုတန်ရှင်းရေးတွေလုပ်တဲ့အခါလဲမဟာမုနိဆင်းထုတော်မြတ်ကိုလူ2ယောက်အလွဲတကူမလို့ရပါတယ်ဟုတ်ပါတယ်ဒါကတော့ရခိုင်ဒေသမှာတဆူတဲသာကြန့်ရှိနေတော့တဲ့ရခိုင်မဟာမုနိဆင်းထုတော်မြတ်ကိုနာအဖအစိုးရဗိုလ်ချုပ်ခင်ညွန့်ကပိတ်ဆောက်ဖို့ကြိုးစားခဲပုံနဲ့မဟာမုနိဆင်းထုတော်မြတ်ရဲ့ဘုံတကိုကြီးမားပုံနမိတ်ပြပုံတို့ကိုဘ ഹു တုတဖြစ်ဖွယ်တင်ဆက်ပေးခဲ့တာပါနောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်ပါ